လောကကြီးမှာတဲ့ဟန်ဆောင်ပန်ဆောင်နဲ့အပေါ်ယံကနေပြီးတော့ဟန်ဆောင်ပန်ဆောင်လုပ်ပြီးတော့သွားလာနေကြတာတွေအများကြီးရှိတယ်အတွင်းထဲကြည့်လို့ရှိရင်အခေါင်းပဲဘာမှမရှိဘူးအတုဒ္ဒအတွင်းထဲကတော့အလုံးကိုမစင်ကြယ်တာဗဟိသောဘမန္တအပြင်ကကြည့်လိုက်လို့ရှိရင်တော့အဗ္ဗဓမ္မကြည်ညိုစရာမျက်နှိုးစရာဒီလိုရှိတယ်အဲ့တော့လောကကြီးဟာဟန်ဆောင်ပန်ဆောင်နေတဲ့ဟာတွေကလောကကြီးမှာအများကြီးရှိတယ်လို့ဒီလိုဆိုအဲ့ဒါကြောင့်မလို့အရာခတ်သိမ်းဟာတတိနဲ့ထားပြီးတော့လူကဲခတ်တတ်ကြရမယ်ကိုကျင့်သီလကိုသိကျင်တယ်ဆိုရင်သူနဲ့အတူတကွပေါင်းသင်ဆက်ဆံပြီးအသိပညာနဲ့လေ့လာအကဲခတ်တတ်ရမယ်လူတယောက်ရဲ့စင်ကြယ်မှုမစင်ကြယ်မှုဆိုတာကိုသိကျင်သူနဲ့အတူတကွစကားပြောဆိုခြင်းဖြင့်သာလျှင်သူ့ကိုသိနိုင်တယ်အချိန်ကြာကြာလူတယောက်ရဲ့စွမ်းရည်တတ္တိဆိုတာလည်းဘေးရန်အနေကြုံတဲ့အခါမှာသိနိုင်တယ်လူတယောက်ရဲ့အသိပညာဆိုတာလည်းပဲဆွေးနွေးတိုင်ပင်ခြင်းဖြင့်သာသိနိုင်တယ်လောကမှာဝါကြွားပြောတတ်တဲ့ပုဂ္ဂိုလ်တွေကလည်းအများကြီးနော်ဘေးရန်အနေဆိုတာမကြုံရင်ကတော့ဟုတ်တဲ့ရောင်ပြောပြီးတော့လေလုံးထွားပြောတကယ်နဲ့လာတဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်တွေဟာသူများတဲ့ပိုကြောက်တတ်တဲ့ပုဂ္ဂိုလ်ရှိတယ်အေးဒါကြောင့်လောကလူတွေဆိုတာအပြောနဲ့ကြည့်ပဲယုံရမှာမဟုတ်ဘူးရုပ်ပြနဲ့လည်းယုံရမှာမဟုတ်ဘူးမြတ်စွာဘုရားကရှင်းရှင်းလေးဥပမာပေးထားတာနော်ပုတ်နေတဲ့ငါသို့မဟုတ်ငပိပေါ့ငပိကိုဖက်ကလေးနဲ့ထုတ်လို့ရှိရင်အဲ့ဒီဖက်ကလေးဟာငပိပုတ်အနတ်မနာဘူးလားအေးမကောင်းတဲ့လူနဲ့ပေါင်းလို့ရှိရင်အဲ့ဒီလိုကိုယ်လည်းအနံစိုးထွက်တာပဲလို့ပြောတာနော်ထို့တူပဲကောင်းတဲ့ဆိုပါစို့အဲ့ဒီဖက်ကလေးကိုပဲဖက်ကလေးစပယ်ပန်းလေးထုတ်လိုက်တဲ့ဖက်ကလေးဆိုရင်ဖက်ကလေးကငကောကအနတ်မရှိပေမဲ့လို့စပယ်ပန်းထုတ်ထားတဲ့ဖက်ကလေးရောမမှွေဘူးလားအေးသူတော်ကောင်းနဲ့ပေါင်းလို့ရှိရင်အ ਨੇ ဆုံးရတဲ့အကျိုးကအဲ့ဒါလောက်လေးတော့ရတယ်ဒါလောကကြီးမှာထင်ရှားတဲ့အရာတစ်ခုပဲမြတ်စွာဘုရားကဘာလူပသေဝနာလူမိုက်နဲ့ပေါင်းခြင်းပန္တိတုပသေဝနာပညာရှိနဲ့ပေါင်းခြင်းဆိုတာအကျိုးကျေးဇူးနှစ်ခုလူတကာနားလည်အောင်လို့ဥပမာလေးနဲ့ပြောတာ